ကျွန်တော် digital marketing သင်ခန်းစာတွေက market research ရှေ့မှာလုပ်ခဲ့ပါတယ် market research လုပ်တဲ့အခါမှာကျွန်တော်တို့ဒီကိုယ့်ရဲ့ဈေးကွက်ကိုလုပ်မဲ့လုပ်ငန်းကဈေးကွက်ထဲမှာအဆင်ပြေမပြေဝယ်ချင်တဲ့သူရှိမရှိစစ်ဆေးဖို့လိုအပ်ပါတယ်ဒီလိုလုပ်ဖို့ဆိုကျွန်တော်တို့ survey form လေးဖန်တီးထားပါတယ် survey form ရှေ့ဗီဒီယိုမှာတော့ဖန်တီးပြခဲ့ပါတယ်အခုဒီ survey form ကိုဘယ်နေရာမှာကျွန်တော်တို့စစ်တမ်းကောက်လို့ရမလဲကျွန်တော်တို့ရဲ့customer audience တွေကိုဘယ်လိုစာပြီးကောက်မလဲဒီဗီဒီယိုကနေပြပေးပါမယ်Mr. ဖုန်းနဲ့ကနေမှာ Gemini software နဲ့ဝင်လိုက်ပါ Gemini AI နဲ့ဝင်လိုက်ပါဒီနေရာမှာ prompt လေးကိုချပြရမယ် prompt ကိုကျွန်တော် comment မှာချပေးထားမယ်ပြီးရင်ကျွန်တော်တို့ survey form လုပ်ထားတဲ့ file လေးရှိတယ်ဒီ file လေးကိုလည်းထည့်ရမယ်ကျွန်တော်ဒီ Google survey form လေးကို PDF file ပြောင်းပြီးထုတ်ထားတာဖြစ်ပါတယ်မိတ်ဆွေတွေလည်း PDF file ပြောင်းပြီးထုတ်လို့ရပါတယ်ဒီ PDF file ကိုပြောင်းပြီးကမှဒီ prompt နဲ့မှာ prompt ရောဒီ PDF file Google form လေးကိုထည့်ရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ကတော့ solar LED နဲ့လုပ်ထားတာဖြစ်တဲ့အတွက် solar LED ကိုပြောင်းထည့်ပါဒီကို location ကျွန်တော်မြန်မာကိုထည့်လိုက်မယ်ဒီနေရာမှာတော့ additional information မှာကိုကြိုက်တာရေးပေါ့နော်ရေးလို့ရပါတယ်ရှေ့ဗီဒီယိုမှာတော့ကျွန်တော်ကတော့ဒီ Google survey form ကောက်တဲ့နည်းလူပြခဲ့တယ်အဲဒီဗီဒီယိုဖိုင်အနေမှာကျွန်တော်တို့ပြန်ကြည့်လို့ရပါတယ် survey form မလုပ်တတ်လို့ရှိရင် survey form လုပ်ပြီးလို့ရှိရင်လည်းကျွန်တော်တို့ Google form အနေမှာကျွန်တော်တို့export လုပ်လိုက်ပေါ့နော် PDF file ပြောင်း export ထုတ်လိုက်ပါကျွန်တော်ဒီ additional information မှာကျွန်တော်ကတော့ဒီ TikTok နဲ့ Facebook ကနေမှာဒီ customer audience နေစုမှန်ပေါ့နော်ပြီးကမှ audience တွေကိုကျွန်တော်ဒီကိုယ့်ရဲ့ education နဲ့ content တွေတင်းမှာစုမှန်လို့ပေးလိုက်တယ်ဒီမှာသူ reply ပြန်လာပြီဒါကျွန်တော်အင်္ဂလိပ်လို prompt ပေးထားဖြစ်တဲ့အင်္ဂလိပ်လိုလာတာပေါ့နော်ကျွန်တော်ဒီမှာသူက online channel နဲ့ offline channel ဆိုပြီးကြားပေးမယ်online channel မှာじゃ Facebook group တွေကနေမှာကျွန်တော်ဒီစာပြီးကောက်မယ်ပေါ့နော်ဒီ Viber တွေ Telegram တွေကနေမှာကျွန်တော်စာပြီး file ကို customer တွေစီပို့ပြီးကောက်မယ်ပေါ့ online မှာဆိုရင် offline မှာဆိုရင်じゃကျွန်တော်ဒီမှာဒီလျှက်စစ်ပစ္စည်းအယောင်းဆိုင်တွေကနေမှာကျွန်တော်စာပြီး file ကောက်လို့ရပါတယ်နောက်ထပ်ကျွန်တော်ဒီ prompt မြန်မာလိုရအောင်ဘယ်လိုလုပ်မလဲပြမယ်နော်ခုကကျွန်တော်ရွာဒီမှာလည်းလိုက်မှာဒါလုပ်လို့စာပြီး file ကောက်လို့ရတယ်ပေါ့နော် offline မှာဆိုရင်ဒီကောင်ကျွန်တော်တို့ကမြန်မာလိုကြည့်ကျင်တယ်အင်္ဂလိပ်လိုမကြည့်ချင်ဘူးဆိုရင်ဘာသာပြန်ခိုင်းလိုက်မယ်သူ့ကိုပဲကျွန်တော်က prompt ကအင်္ဂလိပ်လိုပေးတာဖြစ်တဲ့အင်္ဂလိပ်လို reply ပြန်လာတာအခုဒီကောင်ကိုပဲမြန်မာလိုပြန်ခိုင်းလိုက်ပါမယ်ဒီမှာကျွန်တော်တို့ပေးထားတဲ့ survey form လေးရယ်ကိုလုံးမဲ့ product ရဲ့ question တွေကိုဘယ်မှာချမှာလဲဆို online မှာဆိုရင်ကျွန်တော်တို့ Facebook group တွေမှာချမယ် Facebook page ကနေမှာ Facebook page ရကောင်းတယ်ပေါ့နော်ဒါပေမဲ့ group တွေမှာလူတွေကပိုများရပိုရှိနေတယ်ဒီမှာကျွန်တော် Viber နေ Telegram နေလဲcustomer တွေစီကိုစာပြီးကောက်လို့ရပါတယ်ဒီလို Google form လေးကိုကျွန်တော်တို့Google form လိုက်ကြည့်မပို့ပဲမှာနော် QR code ပုံစံကိုယ့်ရဲ့ Google form QR code ပုံစံလေးပြောင်းလို့ရပါတယ် QR code ပုံစံပြောင်းပြီးမှလူတွေအတွက်လွယ်လွယ်ကူကူပေါ့နော်ကြည့်လို့ရအောင် QR code လေးပြောင်းမှသူတို့ QR ဖတ်ခိုင်းမယ်ကောက်လို့ရပါတယ် offline channel ဆိုကျွန်တော်လျှက်စစ်ပစ္စည်းဆိုင်တွေလူသုံးကုန်ပစ္စည်းရောင်းတဲ့ဆိုင်တွေကိုကျွန်တော်စာပြီးကောက်လို့ရပါတယ်ဒီမှာရက်ကွက်အုပ်ချုပ်ရေးမှုရုံးနေကိုဒေတာတွေကလက်ဖိတ်ဆိုင်တွေကိုသွားမှလည်းစာပြီးကောက်လို့ရမယ်ဒီလို offline မှာလုပ်မယ်ဆိုရင်တော့ပုံနှိပ်ထုတ်လိုက်ပေါ့နော်ကျွန်တော် PDF file လေးကနေ print file ထုတ်လိုက် print file ထုတ်မှာစာပြီးကောက်မှာပါကျွန်တော် online မှာဆိုရင်တော့ဒီတိုင်း Google form နဲ့ပဲအဆင်ပြေပါတယ် offline ကတော့လက်နဲ့ရေးရမှာဖြစ်တဲ့အတွက်စာရွက်လေးထုတ်ပေးပါ